ဒါဟောကျွန်မစတော်ဘယ်ရီဖြော်ရည်ဖြော်မလို့ပေါ့နော်အဲဒါကြောင့်ဘေးကနေဝယ်ခဲ့တဲ့စတော်ဘယ်ရီတွေကိုရေးစီးပြီးတော့မှအညာထွေပါမယ်ရှင်စတော်ဘယ်ရီကများတော့တော့ပဲလက်စီးမှာပေါ့နော်တော့ကိုချန်ထားမှာပါအဲ့တော့ကိုအရင်ဆုံးရေးစီးရအညာတွေထွေပါတယ်ရှင်အညာတွေထွေပြီးတော့အရင်ဆုံးဒီမှာစားရတကြားပေါ့နော်တကြားကိုရေးလေးနဲ့အရင်ဆုံးတကြားကြီးဖြော်ထားပါတယ်စတော်ဘယ်ရီကိုကျတော့ကျွန်မလက်ဖြော်ဖို့ကြိုက်တယ်ဆက်ဖြော်ဆိုလဲဖြော်ရင်ကျတော့စတော်ဘယ်ရီရတော့ကျွန်မမခံစားရဘူးပေါ့နော်အမျိုးကိုကခံစားရတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ကျွန်မစတော်ဘယ်ရီကိုခွက်ကိုပြောင်းအောင်လုံးဝပြောင်းအောင်စီးပြီးတော့မှခွက်ကလေးနဲ့ဖိပြီးတော့မှကျွန်မဖြော်ပါတယ်အမျိုးဆိုရင်ကိုဖြော်ထားအရင်နဲ့တန်နေပေါ့နော်ပြီးတော့ကျွန်မဒီနေ့မှဘာမှမထည့်ပါဘူးနှုတ်စီနဲ့တကြားရည်လေးပဲထည့်တာပေါ့နော်ဖြော်ဖို့အတွက်နှုတ်စီတောင်လေးတွေကတော့ဝယ်ထားတာပေါ့နော်ဒီထဲနှုတ်စီတောင်လေးတွေထည့်တယ်တကြားရည်ဇွန်းနှစ်စုံပဲထည့်ပြီးတော့မှဖြော်လိုက်တာပါအရင်ကဖြော်တော့ကောင်းပါတယ်ဟိုတနေ့ကကျွန်မပေါ့နော်တော့ဝယ်ထောက်တာကျွန်မတော့ဝယ်ထောက်တော့တစ်ခုကို4,000လောက်မတည်ပေးရတယ်ဒါပေမဲ့အရလာလုံးဝစုပ်တက်တော့ဆိုတော့တလုံးလေးကိုပဲဖြော်ပြီးတော့ထည့်လာပြီးတလားတော့မှတ်ရပါတယ်တော့ဘာအဲ့ဒါထားပါအဲ့ဒါပြောတော့ပါကိုပြောတာကိုပဲပြောတော့မယ်ကျွန်မပြောတာကျွန်မအရင်တောက်ကောင်းပါတယ်အရင်လူတွေကလည်းအရင်အပေးပါတယ်ကိုပြောတာအများကြီးတောက်ရတယ်အများကြီးပူတယ်အပေးမှုပဲကျေးဇူးပါ